အမေဘာလို့ဒီများဆိုင်ကခိုးအောင် ချင်းနေကျွန်တော်ဘယ်လိုဖြေလိုက်ရမှာ ဒီကိစ္စလောက်ကတော့ငါအေးဆေးဖြေရှင်းနိုင်တယ်မင်းအမှန်တိုင်းသာပြောလိုက် ကျွန်တော်ဆိုင်ရခိုးကရောင်းစားမလို့ပါ အဲ့လိုမင်းကပတ်ဆိုင်ရပြီဘာလို့မို့ စောခေါ်ခြင်းလို့ပါ ဟာမင်းဒီကောင်ရပဲလားမင်းစောဘယ်နာလေးကခေါ်ရလို့ ဟိုဘက်လမ်းတိတ်ကခေါ်တာပါဗျ အဲ့မှာစောခေါ်လို့ရမှာမင်းကဘလို့သိရ ဒီကောင်ဖဲရတုံတီးရ ဟာမင်းလောင်းစားနဲ့လုပ်တယ်ပေါ့ ချင်းနေကျွန်တော်ပြောလို့ရတာဒီလိုပြောကျွန်တော်ဘာမှမဖြစ်တော့ပါဘူးချင်း အေးပြော ဖဲရဘယ်နာလေးသွားရိုက်တာ ဖဲကဟိုဘက်လမ်းထိပ်မှာရိုက်တာခုတော့မြိုက်တော့လေတစ်ခါလေဖီအားများလို့ရိုက်တာ ဖဲမင်းကဘာလို့ဖိအားများရတော့ ကျွန်တော်တမားတွေကိုလင်းရအစင်မပြေလို့ပါ လိန်နေဟလားမင်းလိန်တာဘယ်လောက်ရတော့ သိန်းနဲ့သိန်းလောက်ဖဲရတမားတိုက်တာတော့မရဘူး ဟာတပြက်လဲတိုက်သေးရဟုတ်လားဘယ်လောက်ရခဲ့တော့မင်း 300တော့ရ အဲ့ပတ်ဆိုင်တွေကိုကြားတော့မင်းဘယ်လိုလုပ်လိုက်တာ ပစ္စည်းဝယ်လိုက်တာပါ ဘာပစ္စည်းဝယ်လိုက်တာမင်းက မူရစေဝါ ဟာမူရစေဝါနဲ့လုပ်သေးရဟုတ်လားမင်းကိုရောင်းမိတာဘာတူလို့ ဟိုဘက်ကရောင်းပေးရသူကအခုမလုပ်တော့ပါဘူးရှင့် မင်းသေးချာလို့လား လေးကြပါဆရာရင်တစ်ခေါက်ကျွန်တော်နဲ့အပေးယူမတဲ့တုန်းကသူ့ကိုကျွန်တော်တက်ပလိုက်တာ ဟာမင်းအဲ့ဆိုအလောင်းကဘယ်နားမှာမြုပ်တာ ဘယ်လောင်းပြောတယ် မင်းတော်တော့မင်းဆက်မပြောနဲ့တော့မင်းဆက်ပြောနေမင်းခဏနေတိတ်မင်းကြတော့ ဟုတ်သေးပါဘူးချင်းနေရအခုညီပါဦးကျွန်တော်ဆိုင်ကလေးပဲခိုးမိရအောင်ကျွန်တော်ဘောက်တင်မကြရမှာတော့ကြ ဟမ်